oven မလို့ air fryer မလို့ပဲနဲ့ချက်ကင်စားလို့ရတယ်နီးလေးကို sharing လုပ်ပေးမယ်နော်ဒါကအမေတင်ပေးခဲ့တဲ့နီးလေးပါဒီနေ့အိမ်မှာပဲအလွယ်တကူကင်စားလို့ရတဲ့ချက်ကင်နီးလေးလုပ်ပြမယ်နော်ပထမအဆုံးချက်သားကိုရေတေးချဆင်အောင်ဆေးမယ်ပြီးလို့ရှိရင်စားအချိုမုံနဲ့နေထားမယ်နေထားပြီးတော့ခဏနှက်ထားမယ်ပြီးရင်ရေထဲမှာထည့်ပြုတ်လိုက်မယ်ချက်တယ်ဆိုရင်လေးပြုတ်လိုက်မယ်နော်ချက်ကိုချက်သားကိုနူးအောင်တော့မပြုတ်ဘူးเนาะချက်သွားရဲဆိုရင်ဆေးလို့ရပြီဆေးထားတဲ့ချက်သားကိုခယူးစီတုပ်လိမ့်လိုက်မယ်ပြီးလို့ရှိရင်กินလို့ရပြီဒီအိုးကိုတင်မယ်ဒီအိုးထဲမှာထညက်ရည်လေးထည့်လိုက်မယ်ထညက်ခဲရှင်လည်းထညက်ခဲထည့်မယ်စီလေးနည်းနည်းထည့်မယ်ပြီးရင်အပေါ်ကနေစကားခံမယ်စကားခံပြီးတော့ချက်လေးကိုပြုတ်ထားတဲ့ချက်တွေကိုတင်ထားလိုက်လို့ရပြီเนาะပြီးရင်အပေါ်ကနေအဖုံးကိုလုံအောင်ဖုံးလိုက်မယ်ဖုံးပြီးတော့မီးအနေတော်လေးပဲထားပြီးတော့15မိနစ်လောက်အငွေ့တွေထွက်လာတဲ့အခါကျရင်15မိနစ်လောက်ဆက်ထားလိုက်အဲ့ဒါဆိုလို့ရှိရင်တဘာဝအတိုင်းกินလို့ရတယ်ချက်ကင်ရပါပြီအာဘန်မလိုပါဘူးเนาะရိုးရိုးမိဖို့ရှိလဲกินလို့ရတယ်ရိုးရချက်ကင်နဲ့กินထားတဲ့ချက်ကင်လေးရပါဘူးဒေအိုးနဲ့ချက်ကင်တဲ့အခါမှာဒေအိုးအဖုံးကိုတေချာလုံအောင်ဖုံးဖို့အရေးကြီးတယ်เนาะမိခိုးတွေထွက်သွားလို့ရှိရင်ချက်ကအယောင်မလာတော့ဘူးဒီလိုနည်းနဲ့กินထားတဲ့ချက်ကင်ကဆိုင်ဒီမှာရောင်းတဲ့ချက်ကင်လို့တော့အမွေးနံနေမရဘူးเนาะအမွေးနံနေလို့ချင်းအမွေးနံနေနဲ့ချက်ကိုတေချာနှက်ထားပြီးတော့မှกินရင်တော့အဲ့အနံ့ရမယ်အခုကတော့အမေတင်ပေးထားတဲ့နီးတိုင်းပဲရိုးရိုးရှင်းရှင်းချက်ကင်လေးပဲกินလိုက်တာပါပြီးရင်ဒီလိုกินတဲ့ချက်ကင်ကမီကိုနံလေးပဲရပါတယ်သူ့ရဲ့အနံ့ကမီကိုနံပါအားရမီအာဘန်မလို့ air fryer မလို့တဲ့အိမ်လုပ်ချက်ကင်လေးရပါပြီရှင်သမင်းမိန်ရပါစေ